ငါတို့ခံရတာများနေပြီဒီကောင်ပညာပေးရမယ်ဒါပေမဲ့ကျွန်တော်ညီကြောက်ဘလို့နိုင်မှာလဲအတိတ်ပဲမရှိတာငါတို့ထောင်ချောက်ရအောင်ဆေးပြမယ်မကြည့်လားအဲ့ဒီထောင်ချောက်ကိုလည်းမင်းတို့ငါတို့ပဲဆင်းရမယ်ဘယ်လို့မှဆင်းပြီးလို့မရဘူးအကြံတွေတော့ထွက်မှာထမင်းပြတ်စားဖို့ချက်နဲ့ရောက်ကိုကျွန်တော်အကြံရလာလို့ဗျာဟာမင်းကိုအပြစ်မဆောက်ဖို့ပြောတာဘာလို့ထဲဝင်လာလဲကျွန်တော်ညီကြောက်အတွက်ထောင်ချောက်ဆင်ထားတယ်လေတကယ်ကြီးလားရှင်းပြရမယ်ခင်ဗျာတို့ရွာနောက်ပိုင်းရတရားကြီးပေါ်မှာညီကြားလမ်းလျှောက်လာတဲ့အချိန်ကျရင်တတားပြောက်ချိုးထားလိုက်ဘောကနေသူပြုတ်ကြလာနေဒုတိယစီစဉ်ရောက်လာလိမ့်မယ်ကျွန်တော်မျိုးဝတ်သားခုတ်တဲ့ဓာတ်ကိုကျွန်တော်ချင်းအောင်နဲ့ထိတ်ပြီးတော့ဒါလေးပြုတ်ကြလာမှာပဲခေါင်းမဟုတ်ဆိုတော့ဓာတ်လေးပြုတ်ကြလာပြီဆိုရင်ကျွန်တော်ဘေးနားမှာခြာထားပြီးဒေအိုးကိုသူယူမှာပဲဒါပေမဲ့ तू မသိတာဒေအိုးနဲ့ကျွန်တော်ကအမှကျိုးတစ်ခုဆက်တာအဲ့တည်းမှာပျောက်တုံးရလိမ့်တာလိမ့်မယ်အဲ့ဒါ तू ပြီးပြီးနဲ့ကောက်ဝဲစားပြုတ်လို့ဆိုပြီးဘေးကိုခုံဝင်လိုက်မယ်စက်ပြစ်မှာတော့အဲ့ရတစ်သားပြဖို့ तू ရောက်သွားလိမ့်မယ်ဒါပေမဲ့ကျွန်တော်အစောကလေးအဲ့ဒီအပင်ပေါ်မှာအစိတ်ရှိတဲ့မူကြီးထားလာပြီးသားဆိုတော့ तू ကဘေးနားကျိုးတိုင်းပုံတက်ပြီးပြီးပါပဲကျိုးကလည်းထိုင်ရမဟုတ်ပါတော့ဆိုတော့ကျွန်တော်ကအပေါ်မှာပြောင်းဝင်ရပဲတက်ထားတာဆိုတော့လေတေချာတော့ဒီကောင်ပြားတော့ခံချင်မှာမဟုတ်ဘူးဆိုတော့အရှိမရှိတဲ့ရှုံ့အိုင်တွေကိုခုံချလိုက်တယ်အဲ့ဒီကောင်ပြန်ထွက်လာတဲ့ခါကျရင်ဘယ်တော့ကြောက်နေလဲဆိုအကိုကြီးကိုတွေးကြည့်ကြစမ်းပါဗျတဲဟုတ်ပါလားကွာမင်းတော့ငါတော့မသိဘူးကျွန်တော်ညံမကောင်းရင်အကိုကြီးလို့ပညာရှိနာဘယ်လိုနေနိုင်မှာလဲဗျမင်းနီချာအပေါ်မှာဗာတက်လို့ညလဲငါသားရဲ့အပြင်လဲထွက်မရတဲ့အပြင်ကစားဖို့လည်းမရှိဘူးဆိုတော့ရှုပ်ခင်းကြည့်လာလေလို့ဘာလုပ်နိုင်မှာမလို့လဲဒါဆိုအပေါ်မှာဘာတွေမြင်နေရလဲဆိုတော့ပြောပြပါလားတောင်းနေအပင်နေပန်းနေလူတွေကလွယ်လွယ်ကုန်မြင်ရတယ်ငါသားတော့ရည်ကြရပြောပြပြီလာမင်းနဲ့တူဆော့ရင်ဘလို့လဲနေပါစေတနေ့ကောင်တကိုးတွေရှင်းလင်းတုတ်တင်နေရတယ်မအားဘူးမဟုတ်လားဒီနေ့တော့တော်ကန်ကောင်းလို့တွေ့ရတာထင်တယ်ဗမာကလေးနဲ့အတူဆော့ပြီးဖို့အချင်းရှိလို့လဲလို့ဟုတ်ပါတယ်တားရဲ့အမေအမားတွေပါအမေလည်းငါသားနာမှာအတူနေပြီးတော့ဆော့ပေးချင်တာပေါ့ဒါပေမဲ့အမေကလည်းတာဝန်ရှိသူဆိုတော့ငါသားနာမှာတစ်ချိန်လုံးမဆော့ပေးနိုင်ဘူးဒါပေမဲ့အမေဒီနေ့အလုပ်အားရလေဘာမှမရှိဘူးတို့ချင်းခက်တိုင်းဆော့ကြမလားအမေလောက်ပြင်းနေဆိုလဲကျွန်တော်အဖော်လုပ်ပြရတာပေါ့လာပြီနော်โอเคဟိုလေတခင်မတန်ချက်ကလေးဝတ်ထားရင်ကောင်းမနော်မလိုပါဘူးကိုသားနဲ့ကိုကစားတာကိုဘာကိစ္စတန်ချက်ကဝေးရမှာလဲနင်ယူနေရလားအမေလာပြီးဖမ်းနေနော်ဟုတ်ပြီမေစင်ဒီလားဘာမှမဖြစ်ဘူးဘာမှမဖြစ်ဘူးငါသားနေပြောတာဟုတ်တယ်ဝတ်ထားလိုက်ရင်ကောင်းမယ်ဟုတ်တယ်မေဝတ်ထားလိုက်တာပဲကောင်းမှတင်တယ်ရတယ်ငါသားမင်းကန်လိုက်လို့အားနဲ့ထည့်ပြီးကန်ဟဲ့နု